အမွေပေးမဲ့ပုဂ္ဂိုလ်ကဦးဇင်းတို့မြတ်စွာဘုရားကိုးစားပြုရတဲ့တန်ဃာတော်တွေကအမွေပေးမှာဟုတ်ပြီလားသာသနာကအမွေပေးမှာအလူတကာတွေကအမွေယူမှာနော်အဲ့ဒီအမွေကဘာလဲတဲ့အမွေတောင်းပြီးအမွေယူပြီးအဲ့ဒီအမွေကိုဘယ်လောက်တန်ဖိုးရှိသလဲဘာအမွေတွေလဲလို့အဲ့ဒါကိုဦးဇင်းတို့အဖြေထုတ်ကြလို့အခုသားတွေကိုရှင်ပြုရန်ခံအဲ့ဒီပြုတဲ့အမှုကတနည်းအားဖြင့်ခင်ဗျားတို့ဒီမှာပဲဆိုင်တယ်ရာထုံတယ်ပဲမဆိုင်ပဲနဲ့ပဲမရင်ပဲနဲ့ပဲသီးရပါမလားမရပါဗျာပဲသီးများများလို့ရင်ဘာလုပ်ရမလဲပဲမျိုးတော့ချရမှာလေအခုလေပဲသီးနဲ့တူတဲ့သာသနာအမွေဆိုတာနိဗ္ဗာန်ကိုခေါ်တာတဲ့ဘာကိုခေါ်တာလဲနိဗ္ဗာန်ကိုခေါ်ပါဗျာနိဗ္ဗာန်ဆိုတဲ့အသင်္ကရဓာတ်ကိုလိုချင်လို့မိမိတို့ယင်းမာကယင်းနေသိကြသားယရနာတွေဟုတ်ပြီလားမှန်ပါဗျာအဲ့ဒါတွေကိုယင်းမာအဲ့ဒါကိုယင်းမာဒီအမွေယူလို့ရမှာမိဘနဲ့သားသမီးကအရွှေမတော်ပဲနဲ့နေရာတကာလူတွေတိုင်းလိုက်တောင်းလို့ရပါမလားမရပါဘူးမရဘူးတဲ့အခုလဲဒီလိုပဲတဲ့အမွေဆိုတာပေးတာကဦးဇင်းတို့တန်ဃာတော်ကပေးတာယောဂတက္ကနာမတွေယူမှာယူတဲ့အမွေကနိဗ္ဗာန်ဒီဟူသောအမွေကိုလိုချင်လို့အဲ့ဒီနိဗ္ဗာန်အမွေကိုလိုတဲ့ကြောင့်ဦးတရားဓမ္မတွေသားတွေသမီးတွေကိုအရင်ဆိုင်တာအဲ့ဒီသာသနာအဲ့ဒီအမွေကြီးမမြတ်ဘူးလားမြတ်ပါဗျာမြတ်တယ်ဦးဇင်းတို့ဒီအမှုကိုပြုတယ်ဆိုတာသီဓမ္မသောကမင်းကြီးရေတွင်းရေကန်ဇေယျတကြောင်ကူကြောင်ဖရာလှူတာဦးဇင်းတို့ပေါင်းတလေအဲ့ဒီအောင်ရောက်တယ်ရှမ်းပြည်နယ်အိန္ဒိယနိုင်ငံအဲ့ဒီလောက်ဦးဇင်းတို့မြန်မာနိုင်ငံတောထထတောင်ထထအဲ့နေတဲ့တောနဲ့ကြီးထဲမှာတွေလေဒီမှာသောကမင်းကြီးလှူထားတဲ့ဘုရားတွေဆိုတာရှိတယ်ရှိပါဗျာနော်ဦးဇင်းတို့ပြည်မြို့နာကပေါင်းတလေထီအောင်ညောင်မင်းကြီးကျောင်းဆိုတာအဲ့ဒီမှာရှိတယ်အဲ့ဒါဇေယျဆောင်ကိုကျောင်းမှာကန်တဲ့တစ်ပင်ကြီးပဲရှိတော့တယ်ညောင်မင်းအဲ့ဒီညောင်မင်းကကြီးလွန်းလို့အဲ့ဒီကျောင်းကိုညောင်မင်းကြီးကျောင်းလို့ခေါ်တာတဲ့အဲ့ဒီညောင်မင်းကဒီမှာသောကမင်းကြီးဒီမှာဘုရားစီတီလာတည်ရင်နဲ့ကန်ရဲ့ဇယရဲ့တစ်ပင်ရဲ့အဲ့လိုလူတဲ့နေရာမှာအဲ့ဒီရောက်ခဲ့တယ်ဆိုတော့တရားဓမ္မတွေအဲ့ဒီလောက်အပင်မအစင်းရဲ့ဒုက္ခခံပြီးတော့လှူတဲ့မြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေလှူတယ်အဲ့ဒီလောက်တန်ဃာတော်တွေကိုသိမ့်နဲ့ချီပြီးတော့လှူတယ်အလှပေးအလှတဲ့သူကိုးကွယ်တဲ့တန်ဃာတော်တွေကလည်းအဘိညာဉ်ရတဲ့ယဟန္တာတွေဖြစ်တယ်အဲ့ဒီလိုယဟန္တာတွေတန်ဃာတွေကိုအဲ့လိုဖူးမြော်ပြီးတော့ဓာတ်တော်မွေတော်တွေနဲ့အပင်မခံပြီးတော့လှူလိုက်တာသူလည်းတော်တော်ပန်းသွားပြီတဲ့တော်တော်ပန်းသွားပြီဆိုတော့သာသနာပိုင်ဆရာတော်ဖြစ်တဲ့ရှင်မာမောင်လိဒိဋ္ဌဗုဒ္ဓမထေရမှာဘုရားတပည့်တော်ဗျာတဲ့ဒီလောက်သာသနာတွေပြုမြတ်စွာဘုရားဓာတ်တော်မွေတော်တွေနဲ့အပင်မခံပြီးတော့အကုန်ကြခံပြီးတော့ပြုခဲ့တာတပည့်တော်သာသနာအမွေရပြီလားဆိုတော့ရှင်မာမောင်လိဒိဋ္ဌဗုဒ္ဓမထေရမရသေးဘူးဒါတပည့်တော်သာသနာအမွေလိုချင်လို့ဒီလောက်အပင်မခံအကုန်ကြခံပြီးလုပ်နေတာသာသနာအမွေမရသေးဘူးဆိုတော့သာသနာအမွေရအောင်ဘာလုပ်ရမလဲအဲ့တော့တခါရဲ့သားနဲ့သမီးကိုသာသနာပေါင်းတို့သွတ်သွင်းလိုက်အဲ့တော့သာသနာပေါင်းတို့သွတ်သွင်းတော့ဘာလိုချင်လို့သွတ်သွင်းတာလဲသာသနာအမွေလိုချင်လို့တဲ့ဟုတ်ပြီနော်မှန်ပါဗျာအဲ့သာသနာအမွေဆိုတာဘာလဲခုနအုံးစင်ဟောခဲ့ပြီလေသာသနာအမွေဆိုတာဘာလဲရတနာပါဗျာနိဗ္ဗာန်ဘာလိုချင်တာလဲနိဗ္ဗာန်လိုချင်ပါဗျာအေးအဲ့ဒါကိုသိအောင်သာသနာအမွေဆိုဘာလဲလို့အောင်မေးတယ်နိဗ္ဗာန်ကိုလိုချင်တာတဲ့နိဗ္ဗာန်ကိုလိုချင်လို့သားနဲ့သမီးကိုသာသနာပေါင်းတို့သွတ်သွင်းတာရင်းနှီးလိုက်တာအဲ့ဒါကိုမြတ်စွာဘုရားတနေ့ကျတော့ရာဇဂျူပြည်ကိုကြွဖို့ဇာတတရဲ့သာအဇိတမင်းသားသာသနာပေါင်းတို့တက်ပြီးတော့ရဟန်းခံပြီးတော့တန်ဃာပါ900နဲ့မြတ်စွာဘုရားရာဇဂျူကိုကြွတဲ့အခါကျတော့ဂေါရမီမိဖုရားကြီးကရွှေသင်္ကန်း2စုံလှူတယ်တစုံကမြတ်စွာဘုရားလူခံပြီးတော့တစုံတန်ဃာလူဆိုပြီးတော့အမိန့်ချတော့အက္ခတဝကဖြစ်တဲ့ရှင်သာရိပုတ္တရာကိုလှူတယ်ရှင်သာရိပုတ္တရာလက်မခံရှင်သာရိပုတ္တရာလက်မခံတော့ဒုတိယအက္ခတဝကဖြစ်တဲ့ရှင်မောက္ကလံကိုလှူတယ်ရှင်မောက္ကလံလည်းသူ့တဲ့မြတ်တဲ့ရှင်သာရိပုတ္တရာအလိုမခံတော့သူလည်းအလိုမခံအဲ့တော့
မဟာသဝကဖြစ်တဲ့အကြီးဆုံးရှင်မာကသဗ္ဗကိုလှူတယ်။ဧကသဝကနှစ်ပါးအလွန်မခံတဲ့သင်္ကန်းကိုမဟာသဝကရဲ့မလှူဆိုတော့အဲ့ဒီလိုနဲ့တန်ခါအပါး900ကိုလှူသွားလိုက်တာဝါအငယ်ဆုံးနောက်ဆုံးဖြစ်တဲ့အဇိတမထေကတော့အလှခံလိုက်တယ်။အဲ့ဒီအလှခံတဲ့ဘေးနားမှာပုထုဇဉ်ယဟန်နေလည်းပါတယ်။အဲ့ဒီချိန်မှာပဲယဟန်တွေကအလှခံလဲပြီးရောယဟန်ချင်းပြောကြတာပေါ့ဟာအဇိတမထေရတော်တော်အလှခံရဲတယ်အကသဝကတွေအလှမခံရဲတဲ့ဒီရွှေသင်္ကန်းကိုသူကအလှခံတယ်တော်တော်အလှခံရဲတယ်လို့တန်ဃာတော်တွေအတင်းပြောတယ်တရားဓမ္မတွေအတင်းပြောတာအခုတည်းရလားဘုရားလက်ထက်တည်းရဘုရားလက်ထက်ခရပါဗျာလူတွေလားယဟန်နေလားယဟန်နေပါဗျာဘာလူယဟန်နေလဲပုထုဇဉ်ယဟန်ပုထုဇဉ်ယဟန်နေအတင်းမပြောဘူးလားပြောပါဗျာပြောတယ်အဲ့ဒီလိုသတင်းကြတော့မြတ်စွာဘုရားကသူတို့ပြောကြဆိုကြတဲ့အကြောင်းရောက်သွားတော့ခြေသားတို့ဘာတွေပြောနေတာလဲမှန်လားပါဗျာအဇိတမထေရအကသဝကတွေအလွန်မခံတဲ့ဒီရွှေသင်္ကန်းကိုအလှခံရဲတယ်ဗျာအဲ့ဒီပြောတော့ခြေသားတို့တဲ့အဇိတမထေရအညတရံမဟုတ်ဘူးတဲ့ဒီဗဒ္ဒကဘာမှာနောက်ဆုံးပွင့်မဲ့အရိမေတ္တယဘုရားလောင်းတရားဓမ္မတွေအဇိတမထေရဘုရားလောင်းအဲ့ဒီလိုဘုရားကဟောတော့ရှင်သာရိပုတ္တရာကမှန်လားပါဗျာအဖေကဘလို့လဲအမေကဘလို့လဲအမျိုးကဘလို့လဲဘလို့တောထွက်မှာလဲနော်အဲ့လိုမေးတဲ့အခါမှာခြေသားတဲ့ပြတ်သက်ပြန်ကြီးနဲ့တောထွက်မယ်တဲ့တို့ဖရားလို့မောင်စံနဲ့ခိုးကြောင်ခိုးဝဲမင်းစည်းထွက်ရမှာမဟုတ်ဘူးဘာနဲ့ထွက်မှာလဲပြတ်သက်ပြန်ကြီးနဲ့တဲ့အဲ့ဗိမာန်ကြီးပေါ့အဲ့ဒီဗိမာန်ကြီးကအကြီးကြီးဆိုတော့လူတွေလိုက်မယ်ဆိုရင်လိုက်နိုင်တဲ့လောက်လိုက်လို့ရတယ်တဲ့အဲ့လိုနဲ့တောထွက်တော့မယ်ဆိုပြီးကြီးညာလိုက်တော့ပြတ်သက်ပြန်ကြီးတောထွက်တင်ရလိုက်တဲ့ပုဂ္ဂိုလ်တွေအကုန်တက်စည်းတာအဲ့လိုတက်စည်းပြီးတော့မိဂရာဝန်တော်ရောက်တော့အရိမတိယဘုရားလောင်းကဒုက္ခရစရိယာ6ရက်ကျင့်ပြီးတော့ဘုရားဖြစ်သူရောက်တော်မူတယ်ရောက်တော့ရောက်လိမ့်မယ်တဲ့အဲ့လိုရောက်တဲ့အချိန်မှာဓမ္မစကြာဒေသနာတရားဟောတဲ့အခါမှာလူကဂတိတသိန်းနတ်ကဂတိတသိန်းကျွတ်တန်းဝင်မယ်လို့မြတ်စွာဘုရားအဲ့လိုအမိန့်ရှိတော့မှန်လားပါဗျာအဲ့ဒီလိုပြတ်သက်ပြန်ကြီးနဲ့ပါသွားမှာဘယ်လိုပုံကုမျိုးတွေပါမှာလဲဗျာတရားနာတဲ့အခါမှာကျွတ်တန်းဝင်တဲ့အခါမှာလူကလေးတွေနတ်ကလေးတွေဆိုတာဘယ်လိုပုံကုမျိုးတွေလဲဗျာလို့အဲ့လိုလျှောက်တော့မြတ်စွာဘုရားရဲ့ငါရဲ့အခုသာသနာမှာတဲ့အခုဒါရမတွေအခုသာသနာကိုမြတ်စွာဘုရားရဲ့သာသနာမှာမိမိသားကိုဖြစ်စေအခြားသူတစ်ပါးရဲ့သားကိုဖြစ်စေသာသနာပေါင်းတို့သွတ်သွင်းတဲ့ပုဂ္ဂိုလ်ဥပုသ်ဆောင်တဲ့ပုဂ္ဂိုလ်ဇေယျတစ်ဆောင်ကိုကြောင့်အဟောင်းပြင်းတဲ့ပုဂ္ဂိုလ်အသက်တိဆောက်တဲ့ပုဂ္ဂိုလ်ဒီထဲမှာမပါဘူးလားဒကမကြီးပါပါဗျာပါတယ်ဘာလို့သေးလဲရင်းထားတာဟောဖယားကိုကြောင်းကိုယဟန်ကိုမိုးကိုဇေယျကိုလူရတာတော်တော်ဆုံးသွားဘူးလားဆုံးသွားပါဗျာအခုသာသနာတာရိစသာသနာအမွေယူမယ်ဆိုတော့တခါတည်းကိုယူသွားတာအကုန်ပဲကျွတ်တို့တောင်ကြံနေလားမသိတော့အပြည့်စုံယူသွားပါဗျာဒီလိုလုတ်ခွင့်ရတယ်ဆိုတာတဲ့အဲ့ဒီမှာကျွတ်တန်းဝင်တဲ့အထဲမှာပါမဲ့ပုဂ္ဂိုလ်မျိုးမှသာဒီမှာပြုလို့ရတာမှန်ပါဗျာဟုတ်ပြီနော်မှန်ပါအခုတရားနာတဲ့ပိဋကကြီးတွေရောအဲ့ဒီမှာမပါဘူးလားပါတယ်လူဖြစ်တာလွယ်လွယ်နဲ့ဖြစ်ဖို့မရဘူးမှန်ပါဗျာဟုတ်ပြီနော်မှန်ပါဗျာလူချင်းပြုကြတွေ့ကြတော့သူလဲလူကိုလဲလူပဲဒါလူတွေပဲလို့အောင်းနေတာမှန်ပါခင်ဗျားတို့မမြင်တဲ့လောကကြီးမှာတစ်ပင်တစ်ပင်ကိုသွားပြီးကိုင်းစရာလက်ကင်စရာနေရာမရှိဘူးပိဋကတွေပြုတ်ကြတယ်မှန်ပါခင်ဗျားတို့မြင်ရလားမမြင်ရပါဗျာမမြင်ရဘူးအဲ့ဒီတော့မှလူလောကကြီးဟာလူဆိုတာတော်တော်ရှားတာလောကသုံးပါးနဲ့ဆက်ဆက်ပြီးတော့တတ္တဝအနန္တနဲ့ကြည့်မယ်ဆိုရင်လူဆိုတာရှားလို့တော့မတွေ့တော့ဘူးတို့လူချင်းဖို့တာလူတွေလို့ပြောကြပြီနဲ့လူတိုင်းရောဒီအမွေယူနိုင်ရဲ့လားမယူနိုင်ပါဗျာမယူနိုင်ဘူးတဲ့အခုလိုသာသနာပွင့်တာကဘာမှတို့9နိုင်ငံနဲ့ရှိတယ်ထေရဝါဒ9နိုင်ငံအဲ့ဒီ9နိုင်ငံမှာမှဒီပြည့်နိုင်ငံတွေမှာတော်တော်ပြက်ကုန်ပြီတဲ့အခုယူရီးယားတို့မှာလည်းသာသနာတော်ရှိတယ်အခုလိုမရှိတော့ဘူးတဲ့ကမ္ဘောဒီးယားလာအိုရဲ့မြန်မာရဲ့သီရိလင်္ကာဒီ9နိုင်ငံရှိတယ်ကမ္ဘာမှာနိုင်ငံတွေအများကြီးလူတွေအများကြီးသန်းပေါင်းများစွာရှိပြီနဲ့ဒီနိုင်ငံ9နိုင်ငံမှာပဲထေရဝါဒသာသနာထောင်တာထေရဝါဒအခုဒီမှာယောဂီတို့အခုတရားနာကြတယ်လေးစားတရားထိုင်မနာဘူးလားနာပါဗျာတို့နိုင်ငံမှာဘုန်းကြီးပဲလဲ6ဆင်းတာအခုလိုဘုန်းကြီးကတရားဟောတယ်ဆိုရင်ညောင်းဟိုဘက်လဲလဲဒီဘက်လဲဘုန်းကြီးပဲလဲ6ကြီးဆင်းတာအခုဒီမှာအကုန်လုံးပစစ်တုပ်ကြီးမထိုင်ဘူးလားထိုင်ပါဗျာအဲ့ဒါမြန်မာနိုင်ငံမှာပဲရှိတော့တယ်
အခုလိုလူတဲ့တန်းတဲ့သာသနာ့မှုရွာတိုင်းမှာဘုံကြောင်းရှိတာမြန်မာနိုင်ငံမှာမရှိတော့တယ်ဒီပြည်နိုင်ငံမှာမရှိတော့ မှန်ပါဗျာ နော်အဲ့ဒါကြောင့်မလို့ဒီနိုင်ငံမှာနေရတာဗုဒ္ဓဘာသာဝင်ဖြစ်တာအခုလိုလှူခွင့်ရတယ်ဆိုတာအဲ့ဒီမှာကျွတ်တန်းဝင်မဲ့ပုံကိုမျိုးမှသာလျင်ဒီမှာနော်လှူနိုင်တယ်လှူခြင်းတဲ့တရားရှိတယ်သာသနာနဲ့ကြုံတဲ့လူဖြစ်တယ်အဲ့ဒီအခွင့်အရေးတွေကြုံရတာနောက်ဘုရားအရိမတရားမှာဘုရားပွင့်တဲ့အချိန်မှာဓမ္မစကြာဒေသနာနာတဲ့အချိန်မှာပြတ်သက်ပြန်ကြီးနဲ့ပါရမယ့်အချိန်မှာပါမဲ့လူဂတိတသိန်းနဲ့မှာတို့တရားဓမ္မတွေမပါဘူးလား ပါပါဗျာ အေးတရားနာတဲ့ပုဂ္ဂိုလ်ရှင်ပြုတဲ့ပုဂ္ဂိုလ်ဇေယျတစောင်းကူကြောင့်အဟောင်းပြင်းတဲ့ပုဂ္ဂိုလ်အသိတိဆောက်တဲ့ပုဂ္ဂိုလ်တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဥပုသ်သတင်းဆောက်တည်တဲ့ပုဂ္ဂိုလ်တွေဒီမျိုးကလူတွေဥပုသ်မဆောင်ဘူးလား ကောင်းမှုပါဗျာ တရားအားထုတ်ဘူးလား ကောင်းမှုပါဗျာ လူတိုင်းတရားအားထုတ်ဘူးလားတရားပြည့်တတ်ကြီးမဖြစ်နိုင်ဘူးဟုတ်ပြီနော်အားထုတ်ကြအေးအဲ့တော့သိရမယ်ငါတို့ယနေ့ပြုတဲ့အမှုဒီနိဗ္ဗာန်ကိုရောက်ဖို့အတွက်သေချာလို့လူဖြစ်တာသေချာလို့သာသနာနဲ့ကြုံတာအဲ့လိုသေချာလို့လှူနိုင်တန်းနိုင်တဲ့ငွေတွေရှိတာအလှခံမဲ့တန်ဃာတော်တွေရှိတာခုနသာသနာပေါင်းတက်မဲ့သားတွေဖြစ်လာတာအဲ့ဒီမှာပါဝင်ခွင့်ရမဲ့ပုဂ္ဂိုလ်မျိုးမို့လားဒီအမှုပြုနိုင်တာ မှန်ပါ ဟုတ်ပြီလား မှန်ပါဗျာ အဲ့တော့ဦးဇင်းတို့ကတရားဓမ္မတွေကြည်ပြီးကျင့်တတ်တယ်ဆိုတာအဲ့ဒီလိုအထောက်ထားတွေကြည်ပြီးတော့အော်ဒီပုဂ္ဂိုလ်တွေလူနိုင်ပြီးကျွတ်တန်းဝင်တော့မယ်နောက်ဖရာပွင့်တဲ့အခါမှာကျွတ်ဖို့ဟာရှီဖရာကပြုခဲ့တဲ့ပုဂ္ဂိုလ်တွေမှကျွတ်တာဟုတ်ပြီလား မှန်ပါဗျာ ဖရာပွင့်တိုင်းလူဖြစ်တဲ့လူဖြစ်တိုင်းသာသနာနဲ့မကြုံဘူးတဲ့အခုတို့နိုင်ငံမှာဖရာသာသနာရှိနေတယ်မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းဗုဒ္ဓဘာသာကိုးကွယ်ရတာ မကိုးကွယ်ပါ ဘိုး ဗျာ ဘွယ်ဘူးတဲ့လူဖြစ်ပြီးတော့လေသရာရှိဖို့လိုတယ်တဲ့အခုလူပြုနိုင်ဖို့လဲလိုတယ်အဲ့တော့တရားဓမ္မတွေအခုသာသနာပေါင်းကိုသွတ်သွင်းတဲ့သာသနာဓာတိစသာသနာအမွေယူတဲ့ပွဲဆိုတာအရိမိတယဘုရားမှာပွင့်ဖို့အဲ့ဒီမှာကျွတ်ချင်လို့အဲ့ဒီမှာအရဟတဖို့ဆိုတဲ့ကိလေသာချုပ်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းလို့ဒီဘုရားသာသနာမှာဒီလိုပြုကြပါတယ်ဆိုတဲ့အသိရှိရမယ်ဟုတ်ပြီနော် မှန်ပါဗျာ အခုလိုလူတန်းတဲ့ပွဲနော်စိတ်တိုင်းကြရှင်ပြုအလှပွဲကြီးဒီရတုရွာသားဒီနေသူနေသားတွေအလှပွဲရင်းနဲ့သူတို့ပျော်မှုရွှင်မှုတွေရောမရှိဘူးလား ရှိပါဗျာ ပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့လှူနိုင်တန်းနိုင်ရတယ်ကိုလှူတဲ့အလှကြီးကိုကြည့်ပြီးတော့ပီတိဖြစ်နေတယ်ဆိုတာတစ်စက္ကန့်မှာ50နဲ့4စောစောတယ်နော်တစ်စက္ကန့်မှာ54စောစောအဲ့ဒီ54စောစောတဲ့ဇောအတိုင်းကုသိုလ်တွေကတဖွာဖွာနဲ့ရနေကြတာငါတို့လှူလိုက်တယ်ဆိုတာစက္ကန့်နဲ့အတိုးတက်နေတာပေါ့ဗျာမိမိလှူတဲ့လှူပွဲကြီးကြည်ရင်နဲ့စိတ်ကပီတိတွေဖြစ်မလာဘူးလား ဖြစ်လာပါဗျာ ဒီအဲ့ဒီပီတိဒုက္ခဧကဂရဟုတ်ပြီလားမိမိအရှင်ပြုမှုအလှဒါနအမှုကိုအာယုပြုတာကဝိတက်အဲ့ဒီပုံမှာမိမိလှူအပ်တန်းတဲ့အလုပ်လုပ်ရတာကိုသုံးသပ်တာကဝိဇာရအဲ့ဒီပုံမှာနှစ်သက်တော့ပီတိစိတ်ကလေးမချမ်းသာဘူးလား ချမ်းသာ သူ ပါ က ဗျာ အဲ့ဒီမှာတစိမ့်တဲ့တီးမနေဘူးလား ကြီးနေပါဗျာ အဲ့ဒါသီလမဲ့ခင်ပြည့်ပါသည်ဘာပြည့်ပါလဲ သီလမဲခင်ပြည့်တာပါဗျာ ဒါနကိုမပြည့်ဘူးလား ပြည့်ပါဗျာ ဒါနသီလနှမျိုးရမသွားဘူးလား ရသွားပါဗျာ ဘာကြံလဲ ဘာဝနာပါဗျာ ဘာဝနာကြံတယ်အဲ့တော့တရားဓမ္မတွေလှူလဲလှူပြီးပြီလှူလဲလှူနေတယ်လှူလဲလှူခဲ့တယ်ဆိုတော့အခုလို့ရှင်းပြလိုက်တော့ကိုလှူတဲ့အလုပ်ဒီနိဗ္ဗာန်ရောက်ဖို့ဆိုတာမသေးကြဘူးလား သိကြပါဗျာ သေချာတဲ့သေချာဖို့နောက်တစ်ခုကြံတယ်အဲ့ဒါကတော့ဘာလို့ဟုတ်လဲ ဘာဝနာပါဗျာ ဘာဝနာပိုင်းဘာကြံလဲ ဘာဝနာပါဗျာ တို့ဒီကတရားဓမ္မတွေတရားအထုတ်ဘူးလား အားထုတ်ဘူးပါဗျာ ဟုတ်ပြီတရားအထုတ်တယ်ဆိုတာပါရမီပြည့်အထုတ်တာရဲ့ဟုတ်တကယ်ကျင့်စဉ်ပေါင်းအောင်အထုတ်တာရဲ့ဆိုပြီးနှမျိုးရှိတယ်အဲ့တော့ပါရမီမြောက်အထုတ်တာလဲမြတ်တာပဲတဲ့ကျင့်စဉ်ပေါင်းအောင်အထုတ်တော့ပုံမကောင်းလား ဟိုကောင်းပါဗျာ အဲ့တော့ဒုက္ခဓမ္မတွေမသိခင်လှူကြတန်းကြပျော်ကြရှင်ကြပြီးမဲ့သိတဲ့အခါကျတော့ပျော်နိုင်သေးလား မပြောနိုင်ပါဗျာ စဉ်းစားမယ်တို့အခုတရားနာတဲ့ပြည်သက်ကြီးနောက်အနှစ်100ကျော်ရင်ဒီလူအုပ်ကြီးရှိအောင်မလား မရှိပါဗျာ ဘာဖြစ်ကုန်ပြီလဲ သိကုန်ပါဗျာ သိရမှာ မှန်ပါ ဟုတ် ဗျာ ပြီနော်သိမဲ့အလှည့်မကြသေးတော့အားနေတဲ့အခါမှာမိမိရတဲ့ငွေတွေနဲ့နိဗ္ဗာန်ရောက်ကြောင်းအမှုတွေပြုကြရတာရှိတော့မပြုကြဘူးလား ပြုကြပါဗျာ အဲ့ပြုတဲ့ပုဂ္ဂိုလ်တွေနောက်ဆုံးတော့ဘာဖြစ်လဲ သိကြ သိတာပဲ
တို့ကရမတွေနောက်ဖျားပွင့်တာမိတာမမိတာရောက်တာမရောက်တာတော့မသိဘူးဒီခန္ဓာကြီးကတော့သိတော့မှာသိမဲ့သိမင်းလက်ထက်ကိုဝါကွယ်အားထားပြီးပြီသိတဲ့အခါကျတော့ဒကာရမတွေဟာဒီခန္ဓာကိုယ်ယောဂတွေပြင်းထန်သွားမဖောက်ပြန်ဘူးလား ဖောက်ပြန်ပါဗျာ ဖောက်ပြန်တော့ဆင်းရဲမလားချမ်းသာဘူး ဆင်းရဲပါဗျာ အဲ့ဒါဘာဖြစ်လို့လဲအမွေမရထားလို့ဘာမရထားလို့လဲ အမွေမရထားလို့ပါဗျာ အေးအဒါရမတွေသိထားမယ်တို့ကဆင်းရဲတယ်မလူနိုင်ဘူးလို့တချို့ကတွက်ကြငါတို့မှာအာကိုမရှိဘူးလို့တွက်ကြတယ်အာကိုကဘာရှိလဲလူတိုင်းအာကိုနိုင်တာပါလေယတနာ၃ပါးနဲ့သီလအာမကိုနိုင်ဘူးလား အားကိုးနိုင်ပါဗျာ ဒီနံပါတ်1တို့ရွာသူရွာသားတွေတတိထားပါနော်တို့ပတ်စံကြီးပဲရှာနေတယ်ဆိုတာငွေကြီးပဲရတာကိုငွေပုံကြီးရေးပြီးမဲ့တို့အရင်ခံထားတာတလိ္ဆန်တွေကိုညှင်းဆဲပြီးတော့အရင်မခံထားဘူးလား အရင်ခံထားပါဗျာ မမေ့နဲ့နော် မမေ့ပါဗျာ ကိုရလို့တဲ့ပတ်စံကြီးကြည့်ပြီးတော့ဒါပီတိဖြစ်နေတာကိုဒီလိုရဖို့အတွက်အကုသိုလ်တွေနဲ့မရင်းခဲ့ဘူးလား ရင်းခဲ့ရပါဗျာ အေးအဲ့ဒါဒီကလည်းပြုထားတဲ့ကံတွေကတော့နဲလားများလား အများကြီးပါဗျာ ဒါပဲနဲ့မကြောက်နဲ့မြတ်စွာဘုရားဒီရောအနန္ဒာကိုချစ်သားတဲ့ရည်တဲ့ကိုကြောက်ခဲသေးသေးချရင်ဘယ်လိုနေမလဲတဲ့တခိုင်းဘယ်လိုနေမလဲ မလို့ဆိုမြုပ်သွားမှာ မြုပ်တာကြီးကြီးချရင်ရော မြုပ်မှာပါဗျာ အဲ့ဒီကြောက်ခဲသေးသေးကြီးကြီးချမဲ့နေရာမှာလှေအကြီးကြီးခံလဲရင်မြုပ်အောင်မလား မမြုပ်တော့ပါဗျာ အေးအဲ့ဒါလိုတယ်ဟုတ်ပြီနော် မှန်ပါဗျာ တို့တော်သူတော်သားတွေဥစဉ်လဲတော်သားဆိုတော့သိတယ်ဒါကြောင့်မလို့ကိုရမဲ့ပတ်စံကြီးပဲကြီးလို့မရသေးဘူးတဲ့ကိုပြုတ်တဲ့ကံတွေကိုလည်းပြန်ကြည့်ရသို့တော်လည်းပြုတ်တာပြုတ်ခဲ့ပြီသေးသေးကြီးကြီးအာဟုတုကံပြုတ်ခဲ့ရင်ပြုတ်ခဲ့လိမ့်မယ်တဲ့သို့တော်လည်းမကြောက်နဲ့တဲ့ဘာလို့တလဲလေကြီးကြီးမလို့ဘူးလား လို့ပါဗျာ အဲ့ဒါပါလေမက်ကင်ဖောင်ကြီးမက်ကင်လေကြီးဟုတ်ပြီလား မှန်ပါဗျာ အဲ့ဒီဘာဝနာဆိုတဲ့မက်ကင်အကျင့်ကျင့်ချင်းတည်ပင်လေအမွေယူခြင်းပါပဲတဲ့ဘာယူတာလဲ အမွေယူရပါ သာသနာအမွေယူတာပဲမဟုတ်ဘူးလား မှန်ပါဗျာ အပယ်လေးပါကိုယ့်ဘာကိုကြောက်အောင်လုပ်တာကိုယ့်ဘာကိုပြန်မပိတ်ဘူးလား မိတ်ပါဗျာ ပိတ်နိုင်တဲ့စွမ်းအားရှိဖို့လိုတယ်အဲ့ဒီအားကတော့တရားဆိုတဲ့ယုံကြည်ချက်ငါသည်ဘဝရင်းသာသာများသာရှာခဲ့တယ်ဒီဘဝလည်းသာသာများသာရှာခဲ့ရင်အာဟုတုတရားတွေလည်းမကင်းခဲ့ဘူးဒီမကင်းခဲ့တဲ့အာဟုတုကံတွေကတေကံကြီးအလဲကျလို့ရှိရင်ဘယ်ကံကဆွဲချမယ်ဆိုတာမသိဘူးအဲ့အတွက်ကြောင့်လူဖြစ်တုံသာသနာနဲ့ဂျုံတုံသာသနာအမွေယူနိုင်တဲ့ကျမ်းမာရေးအခွင့်ရှိတုံသေချာပေါက်ပိတ်နိုင်တဲ့သာသနာအမွေဖြစ်တဲ့မက်ကင်ဖောင်ကြီးလေကြီးတိဆောက်ရမယ်ဟုတ်ပြီလား မှန်ပါဗျာ ဆင်းရဲတာကျမ်း9ချောင်းနဲ့နေရပါစေနံပါတ်1ကတော့ယတနာ3ပါးနဲ့သီလရှိဖို့လိုသည်နံပါတ်1ကလိုတာရမသွားဘူးလား ရသွားပါဗျာ ယတနာ3ပါးနဲ့5ပါးသီလပတ်စံပေးဖို့ရလားတန်ဃာတော်ရှိသွားတောင်းရင်မရဘူးလား ရပါဗျာ တန်ဃာတော်ကြီးကြွလာတဲ့အဟံပန်းနေနဲ့တောင်းရင်မရဘူးလား ရပါဗျာ လွယ်နဲ့ရတယ်ဆိုပြီးတော့အလကားမအောင်မင်းနဲ့ဟုတ်ပြီလား မှန်ပါဗျာ ခုနဥစဉ်ပြောဆိုတာရုတစ်လုံးခေါ်ဖို့မလွယ်ဘူးဆိုဘုံနဲ့တရဏံကိစ္စပြီးရွလို့ရပါမလား မရပါဗျာ အေးအဲ့ဒါကြောင့်မလို့ဒကာနမတွေနောင်တမရစေနဲ့ယတနာ3ပါးနဲ့5ပါးသီလယူရဲဆိုတာလေသာသနာအမွေယူတာဟုတ်ပြီလား မှန်ပါဗျာ တရားကျင့်တယ်ဆိုတာကတော့သေချာပေါက်ဒီဘဝကနောင်ဘဝအပေလေးပါပိတ်ပြီးတော့နိဗ္ဗာန်ကိုသေချာပေါက်ရောက်မဲ့အောင်ပွဲကြီးအောင်လက်မှတ်ကြီးယူတာပဲနိဗ္ဗာန်မရောက်မီမှာကျန်တာတော့မသိဘူးတဲ့ဘလောက်ပဲချမ်းသာဘလောက်ပဲအာနာရှိဘလောက်ပဲဆင်းရဲသေကံဤကြတော့ယောဂါဒီပြင်းထန်စွာနှိမ့်ဆက်တော့ချမ်းသာတာရှိသေးလား မရှိတော့ပါဗျာ စိတ်ပရကြီးကရောငြိမ်းချမ်းအောင်ပြုနိုင်သေးလား မလုံနိုင်တော့ပါဗျာ တိုက်ကြီးကရောအေးအောင်ဖန်တီးပေးနိုင်ရဲ့လား မဖန်တီးပေးနိုင်ပါ အရာကုန်ဖွင့်တော့အေးသေးလား မအေးပါဗျာ စိတ်ဒီပရမများတွေထောင်းတိုက်တော့ငြိမ်းချမ်းပါမလား ငြိမ်းချမ်းပါဗျာ ကဲတရားဓမ္မတွေဘယ်နဲ့လို့ဟုတ်ပြီနော် မှန်ပါဗျာ စဉ်းစားရမယ်အေးအဲ့ဒါကြောင့်မလို့တောသူတောသားဆိုတာကဦးဇင်းတို့တောသူတောသားလေဘာလဲဆိုတော့ဆင်းရဲတဲ့ဂျားတွေကချမ်းသာလူတွေကိုကြည့်ပြီးတအားချမ်းသာခြင်းရတယ်ဟုတ်ပြီနော် မှန်ပါဗျာ ချမ်းသာခြင်းရတယ်မှန်ပါတယ်တဲ့ဆင်းရဲတာကိုတဲ့ချမ်းသာခြင်းတာပေါ့သို့တော်လည်းပဲတည်တဲ့အခါဆင်းရဲမှချမ်းသာတာကိုကြတော့ရှားရမှမသိပါဘူးတဲ့ဒီမှာတရားနာတဲ့ပြည်သားကြီးအကုန်သိမှာသိတော့အေးစေးလေးသိပါမလား မသေးပါဗျာ ယောဂါကြီးမရဘူးလား ရပါဗျာ အစာလည်းပြတ်ပြီးအစာမစားတော့ဆင်းရဲလားချမ်းသာလား ဆင်းရဲပါဗျာ ရေမတော့ရတော့ ဆင်းရဲပါ ရင်တွေပူပြီးတော့မိတွေလောင်ပြီးဟုတ်ပြီနော် မှန်ပါ အစာရင်မှာအစာမရှိတော့ acid တွေလောင်ပြီးမိခဲတွေထည့်ထားသလိုဖြစ်ပြီး
ယောဂါကလည်းစုနဲ့ထိုးသလိုနော်ဓာတ်နဲ့မွန်းသလိုဖြစ်နေပြီဘယ်နဲ့လဲတရားဓမ္မတွေထွက်ပြေးလို့လွတ်သေးလား မလွတ်တော့ပါဗျာ အခုလိုရက်တောင်လေးခတ်ပြီးနေနိုင်ရဲ့လား မနေနိုင်ပါဗျာ ဘာအားကိုးရှိတယ်တေအောင်တတ်တဲ့ပြင်းထန်တဲ့ဒုက္ခဝေဒနာမှာတိမခံရင်တဲ့ဒေါသထိုဒုက္ခယုတ်ကြီးကိုတတ်တာဖို့မြောက်မဲ့ရွှမယ်တဲ့ရွှေ့မဲ့ပြင့်မဲ့လှုပ်ပြီးပါအောင်နှိပ်ပြီးပါအောင်ဆိုချမ်းသာအောင်လိုချင်တဲ့လောဘမရှိဘူးလား ရှိပါဗျာ အေးအဲ့ဒီနှိမ့်ဆက်တဲ့လောဘဒေါသကိုမငြိမ်းချမ်းမှုဒီတိုင်းပဲမွေးထားမယ်ဆိုရင်တဲ့သိရင်လောဘဒေါသကကောင်းကြီးတွေကိုဓမ္မနဲ့တူတော့ရောမနှချောင်းနဲ့မမွေးဘူးလား မွေးရပါဗျာ အဲ့ဒီလိုလောဘဒေါသကမိမိရဲ့စိတ်ကိုမွေပါလိမ့်မယ်ကဲကြပါအောင်လုပ်ကြပါအောင်ကူကြပါအောင်နဲ့អော်ကြလိမ့်မယ်ဟုတ်ပြီလား မှန်ပါဗျာ ငြိမ်းချမ်းမလားဆင်းရဲလား ဆင်းရဲပါဗျာ ဘာဖြစ်လို့ဆင်းရဲတာလဲငြိမ်းချမ်းအောင်ဆင်းရဲမီချုပ်အောင်တရားအာမထုတ်ထားလို့ငါးပါးသီလနဲ့ရပါမလား မရပါ မ ဗျာ ရတော့ဘူးဒါနနဲ့ရောငြိမ်းချမ်းပါမလား မငြိမ်းချမ်းပါဗျာ ဒီအဲ့ဒါကြောင့်မလို့ဒါနန္ဒရဏုတ္တရာသီလံရက္ခဏုတ္တပရာဘာဝနာဝိရတဝန္တုကေသန္တုဒေဝတာကတာတဲ့ဒါနကိုလည်းပြုရမယ်တဲ့မပြုလို့ရပါမလား မရပါဗျာ ကိုရှိသွားရမယ်ဘဝဆိုတာရှိသေးတယ်အများကြီးပြုလည်းပြုတာပဲတဲ့ဆုံးလောင်းတော့မပြုဘူးလား ပြုပါဗျာ ရေသွားလူတော့မပြုဘူးလား ပြုပါဗျာ ကျောင်းကန်နဲ့သွားပြီးတန့်ရှင်းလို့တော့ကာယဒါနမရဘူးလား ရပါဗျာ အေးအဲ့ဒါကိုနိုင်တဲ့တရားလူဟုတ်ပြီနော် မှန်ပါဗျာ သီလကြတော့ခေါဝိပစိုးကဲ့သို့မြင်အောင်စောင့်ထိန်တာတဲ့ဘာဝနာကြတော့သေးသေးကြည်ကြည်ချင်းတဲ့အဲ့ဒါကြတော့မလုပ်ချင်တော့ မှန်ပါ သိရင်သွားမကြည့်နဲ့ကြမ်းနေဟုတ်ပြီလား မှန်ပါဗျာ အခုဒီယောဂီတွေအခုတရားထိုင်တာညင်ညင်ထိုင်နာနေရဲ့လား မနာနိုင်ပါဗျာ ဟိုဘက်ရွှေ့ဒီဘက်ရွှေ့မရွှေ့ရဘူးလား ရွှေရပါဗျာ ဘာဖြစ်လို့ရွှေ့တာလဲ ခန္ဓာဒုက္ခရှိလို့ပါ ခန္ဓာကြီးကြာထိုင်တော့တောင့်တင်းထုံချင်လာတော့မစင်းရဘူးလား ဆင်းရဲပါဗျာ စင်းရတော့စင်းရတဲ့ဒုက္ခကိုမခံစားခြင်းတော့ရွှေ့မှလည်းချမ်းသာမယ်ဆိုပြီးမပြင်းရဘူးလား မြင်ရပါဗျာ ဒီကံဒီကြတော့ပြင်လို့ရသေး မ လား ရပါဗျာ အဲ့တော့တရားအားထုတ်တယ်ဆိုတာဘာလို့တာလဲအသေးတတ်ဖို့ဘာလို့ဖို့လဲ အသေးတက်ဖို့ပါဗျာ တရားတော့ထိုင်နေဝေဒနာတက်တော့မခံနိုင်တော့ပြင်ပြီတဲ့ဟုတ်တော့မခံနိုင်တော့ပြင်တယ်မခံစားခြင်းတာဒေါသ ဒေါသ ဒုက္ခအာယုကိုလိုချင်တာက လော လော ဘ ဘအကုသိုလ်စိတ်လားမဲ့စိတ်လား အကုသိုလ်စိတ်ပါဗျာ ဟုတ်ပြီတရားတော့ထိုင်ပါပြီဝေဒနာတက်လာတော့တရားစိတ်ရှိသေးလား မရှိတော့ပါဗျာ အဲ့ဒီနေရာမှာတိမခံနိုင်တော့ဒေါသဒုက္ခဝေဒနာကိုတိမခံနိုင်တာဘာခေါ်လဲ ဒေါသပါဗျာ ထိုဒုက္ခကိုဒုက္ခလိုချင်တော့ကာမဒုက္ခနဲ့အစားမထိုးဘူးလား ထိုးပါဗျာ ယုတ်ကြီးကိုပြင်လိုက်တော့ဒုက္ခဝေဒနာကိုမလိုချင်ဘူးလား လိုချင်ပါဗျာ ဒုက္ခဝေဒနာလိုချင်တော့တရားကိုကောက်တော့ပါခေါ်လဲ လောဘ လောဘ ပါ အကုသိုလ်စိတ်လားမဲ့စိတ်လား အကုသိုလ်စိတ်ပါဗျာ တရားတော့ထိုင်နေဗာစိတ်ဖြစ်သွားပြီလေ အကုသိုလ်စိတ်ဖြစ်သွားပါဗျာ ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာလိုချင်တော့တဏှာကူမသွားဘူးလား ဥသွားပါဗျာ ဟောပရိစ္ဆေသမုပ္ပါရက်သွားလားလဲသွားလား နေသွားပါဗျာ ဒါပေမဲ့လှုပ်ချင်တဲ့ဒုက္ခဝေဒနာတက်တော့ဆင်းရဲတယ်မခံနိုင်ဘူးအကုသိုလ်စိတ်တွေကခဏခဏပြင်တိုင်းချုပ်ရလား ချုပ်ပါဗျာ အဲ့တော့ခဏခဏဖြစ်မနေဘူးလား ဖြစ်နေပါဗျာ ဖြစ်เสียရှိရင်ဘာပြောအောင်မလဲပြည့်เสียရှိမယ်ဖြစ်เสียရှိရင်ပြည့်เสียချုပ်ရလား ချုပ်ပါဗျာ အဲ့တော့ဒုက္ခဝေဒနာကနေပြီးတော့ဒုက္ခဝေဒနာလိုချင်တဲ့တဏှာရင်ဒုက္ခဝေဒနာမှာတိမခံခြင်းတဲ့ဒေါသတွေအဲ့ဒါတွေဖြစ်ဖြစ်ဆုံးဖို့လိုတယ်ခဏခဏဖြစ်နေမိခဏခဏလောင်နေမိသားနေတာမိငိမ့်မှမလား မငြိမ့်ပါဗျာ အေးအခုလဲတရားဓမ္မတွေပြင်းလေးမလေးနဲ့ခဏမိဖုံးပြီးတတ်တယ်တော့ကြမလေးရွှေလေးနဲ့ဖုံးပြီးတတ်တယ်ပြီးသလား မပြီးပါဗျာ သေကံဒီကျဖုံးလို့ပြီးလို့ရသေးလား မရပါဗျာ အေးအဲ့ဒီကြတော့မှတရားထိုင်နေဆိုတာမသေးခင်ကြိုတင်ပြင်ဆင်တဲ့သာသနာအမွေယူတာမြတ်တဲ့အမွေဟုတ်ပြီလား မှန်ပါဗျာ မဂ္ဂင်ဖောင်ကြီးယူပြီးတဲ့အဲ့တော့မှဒုက္ခဝေဒနာမှာတိပခါခြင်းတဲ့ဒေါသကိုတိခံပြီးတော့စွန့်လွတ်ပြီးတော့မိမိရဲ့ကမ္မထမ်းကိုရောက်အောင်သိသိရမယ်ဒါတွေကြတော့တရားမကျင့်ရသေးတဲ့ပုဂ္ဂိုလ်တွေပြီးသက်ကြီးနားလည်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အခုခေတ်ကသာသနာကိုယ်နေပြီးတရားကျင့်တာလည်းစိတ်ဝင်စားဘူးတရားအထုတ်တာလည်းစိတ်ဝင်စားဘူးတရားစာအုပ်ဖတ်တာလည်းစိတ်ဝင်စားတော့ဘူးမြတ်စွာဘုရားရဲ့ပိဋကတ်တွေကိုဖတ်အမှန်းလည်းမသိတော့ဘူးကိုရီးယားကားကြည့်မယ်ရုပ်ရှင်ကြည့်မယ်လူငယ်တွေကသချင်းဆိုမယ်ဟုတ်ပြီလား မှန်ပါဗျာ ရုပ်ရှင်ကြည့်မယ်သာသနာကွဲမလာဘူးလား ကွဲလာပါဗျာ အေးတစ်စင်းစစ်တစ်စင်းနဲ့လေတကာတစ်ထစ်ချင်းချရတယ်လို့နောက်တော့တခါကြီးတို့အခုမွေးတဲ့သားတွေကနောက်တစ်ခါမိုးလိနောက်တစ်ခါမိုးလိနဲ့တခါကြီးတို့တော့ကပိဋကသုံးဖို့ဘာမှမသိတော့ဘူးဆိုကိုမွေးတဲ့သားသမီးသိအောင်မလား မ
မသိပါဗျာ သူတို့မွေးတဲ့သားသမီးကပုံပြီးဝေးမသွားဘူးလား ဝေးသွားပါဗျာ နောက်တော့တဖြည်းဖြည်းနဲ့သာသနာကွယ်မသွားဘူးလား ဝေးသွားပါ သာသနာကွယ်ကုသိုလ်တက်လားအကုသိုလ်တက်လား အာကုသိုလ်တက်လာမှာပါ ခုနသာသနာကွယ်လို့တန်ခါမရှိယရဏသုံးပါးနဲ့သီလပေးမဲ့တန်ခါရှိသေးလား မရှိပါဗျာ ယရဏသုံးပါးနဲ့သီလပေးမဲ့တန်ခါမရှိရင်တို့နောင်မွေးမဲ့သားတွေမြည်တွေဘာဖြစ်ကုန်ပြီလဲ သာသနာကွယ်သွားမှာ လူဖြစ်သေးလား မဖြစ်တော့ပါဗျာ ငါးပါးသီလပေးမဲ့တန်ခါယရဏသုံးပါးပေးမဲ့တန်ခါမရှိရင်ထိုပုဂ္ဂိုလ်ကလူဖြစ်ပါအောင်မလား မဖြစ်ပါဗျာ အေးသာသနာဟာအဲ့လိုတန်မိုးရှိတယ်ဟုတ်ပြီနော် မှန်ပါဗျာ အဲ့တော့တရားဓမ္မတွေမြတ်တဲ့အမွေဆိုတာအခုခန္ဓာရဲ့ဒုက္ခဝေဒနာမှာသိခံပြီးတော့စိတ်ကိုမိမိရဲ့ကမ္မထမ်းမှာသိသိတော့စိတ်ကိုမိမိနောက်ပါအောင်သိသိလိုက်တဲ့ခါကျတော့ဥမာဟောင်းတဲ့ပိန်တဲ့ကမ္မထမ်းပေါ့အာနာပါနကမ္မထမ်းအဲ့ဒီကမ္မထမ်းတစ်ခုရအောင်စိတ်ကိုမသိသိရအောင်လား သိသိရပါဗျာ အဲ့လိုနိုင်အောင်သိသိတာသိခံပြီးတော့သိသိရတယ်တဲ့သိမခံနိုင်လို့ကြွနေမယ်ဆိုရင်သိသိရရောက်ပါမလား မရောက်ပါဗျာ ပုထုဇဉ်တလေးတွေပုထုဇဉ်တွေကမခံနိုင်မမြင်ဘူးလား ပြင်းပါဗျာ ပုရုဇဉ်တွေလွတ်ချင်တဲ့ထိုယောဂီဒီပုရုဇဉ်တလေးကိုမစွန့်လို့ဘူးဆိုပုရုဇဉ်အနွယ်ပြတ်ပါမလား မပြပါဗျာ တိခိုင်ရင်နိဗ္ဗာန်ရောက်မယ်ဆိုတော့တိမခံနိုင်မှုဆိုထိုပုဂ္ဂိုလ်ဒီနိဗ္ဗာန်ရောက်ပါမလား မရောက်ပါဗျာ အေးအဲ့တော့တရားဓမ္မတွေနိဗ္ဗာန်ရောက်ချင်ရင်တိခံရမယ်ဗါတဲ့လေ သိခံရမှာပါဗျာ တိခံခြင်းဒီပြီလင်သာသနာအမွေယူခြင်းဖြစ်ပါသည်တို့တရားဓမ္မတွေအထိခံရလားရှင်ကြိုင်လည်းမခံဘူးအပြောလည်းမခံဘူးအကြည့်လည်းမခံဘူးဟုတ်ပြီနော် မှန်ပါဗျာ ဒေါသတွေတစ်ထောင်ထောင်ထွက်မနေဘူးလား ခွဲနေပါဗျာ အေးအဲ့ဒေါသနဲ့ဒီငရဲဒီဘယ်သွားမလဲ မရဲသွားမှာပါ ငရဲမသွားခြင်းဘာတွေမွေးရမလဲတိခံမှုမွေးရမယ်ဟုတ်ပြီလား မှန်ပါဗျာ တိခံပြီးတော့ကိုယ်စိတ်ကိုဒုက္ခတွေနဲ့ရနေပြီဒုက္ခလွတ်ရကမ္မထမ်းကိုသိသိရမယ်အဲ့ဒီလိုမသိတဲ့အခါကျတော့ဟာတရားဆိုတာမလုတ်ပဲထိုင်ရင်ကြမ်းတယ်ပြင်းတယ်နှိမ့်ဆက်တယ်အတ္တကိလမထာနိယောဂကြီးလို့မပြောဘူးလား ပြောရပါဗျာ သေကံဒီကျတော့ပြင်းတယ်ကြမ်းတယ်အတ္တကိလမထာနိယောဂလို့ပြောသလား ပြောပါ မပြောလဲမသိဘူးလား သိပါ အာဒါကြီးကဒီသေးတဲ့နီးကြီးကကြမ်းတယ်မကြည့်ညင်ဘူးလို့ညင်းလို့ရသလား မရပါဗျာ တရားကြတော့ဈေးစစ်တယ်ဟုတ်ပြီလား မှန်ပါဗျာ စိတ်ထဲမှာကိန်းတဲ့ဒေါသတန်လန်းကြီးကိုတော့ပေါင်းထားတယ်သေကံလေးကျမှပေါင်းခံတယ်အဲ့ဒါကဓမ္မတွေပြုခဲ့တဲ့အာဟုသူတွေရှိပါလိမ့်မယ်အထက်နေပါအောင်အောက်လုံအောင်ဖုံးအထက်ဘုံနေရောက်ဖို့ခဏနေပါအောင်နဲ့အပေလေးပါကြပဲဘေးကြီးမှလွတ်အောင်ဖုံးကြပါအောင်လို့ဦးဇင်းတိုက်တွန်းပါတယ်ဟုတ်ပြီလား မှန်ပါဗျာ ယရဏသုံးပါးနဲ့၅ပါးသီလယူတာလေမိမိအတွက်မျက်မျက်နှုံနှုံတန်ဖိုးထားပြီးတော့ယူရမယ်ဒါနကိုလည်းနိုင်သလောက်ပြုရမယ်ဘာဝနာအကျင့်ကြတော့လူဘဝဟိုဘက်မှာကျင့်လို့ရသေးလား မရပါဗျာ အဲ့ဒါကြောင့်မလို့လူဘဝနှစ်ခါပြန်မရနိုင်ပါဘူးဟုတ်ပြီနော် မှန်ပါဗျာ သာသနာနဲ့ပြန်ကြုံဖို့မလွယ်တော့ဘူးအခုတော့သာသနာလုံးမပါပြီးပျောက်တော့မယ်နောက်တစ်ခါလူပြန်ပြစ်တော့သာသနာနဲ့ကိမ့်မာတော့မလား မသိပါဗျာ အေးအဲ့ဒါကြောင့်မလို့တို့တရားဓမ္မတွေအခုချိန်ဟာအခွင့်အရေးအထူးကြီးအမွေကြီးမြတ်တဲ့အမွေကြီးယူနိုင်မဲ့အချိန်ကောင်းမယ်တဲ့အခုဒီမှာတရားနာပြီးကြတရားကျင့်လို့မရဘူးလား ရပါဗျာ ကြိတ်တဲ့အချိန်သွားခြင်းကိုရိတ်တာတွေမရှိဘူးလား ရှိပါဗျာ အဲ့ဒါဘုံကံကြီးမာလို့ဖြစ်တာဟုတ်ပြီလား မှန်ပါဗျာ အေးအဲ့ဒါကိုမသိတဲ့အခါကျတော့တရားကျင့်တာကိုယ်နဲ့မဆိုင်ဘူးရိတ်တာတွေသူ့ဘာသူဖွင့်နေတာကိုယ်နဲ့မဆိုင်ဘူးလို့အောင်းမိတာရိတ်တာအလကားဖွင့်တာမဟုတ်ဘူးခမည်းတော်ကိုကဲတင်နေတာ မှန်ပါဗျာ ဒီတရားရဲ့အ내အဓိပ္ပာယ်မသိဝိပဿနာရဲ့အ내အဓိပ္ပာယ်မသိကျင့်စဉ်ရဲ့အ내အဓိပ္ပာယ်မသိတော့တန်ဖိုးမသိတော့တရားကျင့်တာကိုယ်နဲ့မဆိုင်သလိုမနေကြဘူးလား နေကြပါဗျာ တကယ်တမ်းကျတော့လူခွင့်ကြီးပါလူဘဝမှာပဲဒီခွင့်ရတယ်နတ်ဘဝမှာရရလား မရပါဗျာ အပေလေးဘုံမှာရရလား မရပါဗျာ ဒီအချိန်မှာမှဒီအမွေကြီးမယူရင်ဘယ်ချိန်သွားယူမလဲရပါစီရရှိသေးလား မရှိတော့ပါဗျာ အေးခုနနိဗ္ဗာန်ရောက်မဲ့ဖရာတည်ခြင်းကြောင်းဆောက်ခြင်းယဟန်ကံခြင်းမဟုတ်လူချင်းဇေယလူချင်းအခုလိုသာသနာပေါင်းတို့သူသွင်းခြင်းအခုလိုအလှပွဲကြီးမှာစိတ်တိုင်းကြအာဘဒယလူတန်းနိုင်ခြင်းအဲ့ဒီကုသိုလ်တွေရောမရဘူးလား ရပါဗျာ ဒါနဲ့ပြီးပါမလား မပြီးပါဗျာ ခန္ဓာရဲ့ဒုက္ခပြင်းထန်တဲ့ရက်စက်တဲ့သေပွဲမှာလဲချမ်းသာဖို့လိုပါသည်ဟုတ်ပြီလား မှန်ပါဗျာ အဲ့တော့ဘာလုပ်ရမလဲတရားအားထုတ်မယ်တရားအားထုတ်တော့ပြင်လို့မလို့ရှိလို့ရပါမလား မရပါဗျာ မပြင်မမရှိဘဲနဲ့ပေးတည်ပြီးနေတော့ရပါမလား မရပါ အဲ့ဒါဆိုရင်အတ္တကိလမထာနိယောဂကိုရောစိတ်ကောအပိမန်းခံပြီးတော့စီးရဲမှု600လမ်းကြောင်းမရှိဘဲနဲ့ပေးတည်ပြီးအစင်းရခံမယ်ဆိုရင်အတ္တကိလမထာနိယောဂအဲ့ဒီလိုမှမဟုတ်ဘဲတဲ့ဒုက္ခယုတ်ကိုဒုက္ခယုတ်ဖြစ်အောင်ပြင်လိုက်ရင်ကာမဒုက္ခလိကနိယောဂလွတ်သလား မလွတ်ပါ အဲ့ဒီဝိညာဉ်တိုင်းတော့တက်တယ်ပြင်းနေ
ပြင်းနေဆိုတာလောဘတဏှာပေါ်မလာဘူးလား ပေါ်လာပါဗျာ ပေးတပိခန္နေလေဒေါသရောပေါ်မလာဘူးလား ပေါ်လာပါ အဲ့ဒါအစွန်းနှစ်ပါးဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့စိတ်ကိုမိမိရဲ့ကမ္မဋ္ဌာန်းကိုသိသိတော့အစွန်းလွတ်မသွားဘူးလား လွတ်သွားပါဗျာ ကြွလို့မလို့လွတ်ပါမလား မလွတ်ပါဗျာ သေကန်ဒီအစွန်းမလွတ်ပဲသိရင်ငကြောကြောသလိုမခံဘူးလား ခံရပါဗျာ တစ်သက်လုံးချောင်ချောင်နေခဲ့သမျှဘာအဖတ်တင်ပါသလဲ ဒီတော့ကြက်ပါလိမ့်မယ်ဗျာ စားတဲ့အရာသာတွေသေတော့ရှိသေးလား မရှိပါဗျာ မြင်ခဲ့တဲ့အတွေ့အချမ်းသာတွေရှိသေးလား မရှိပါဗျာ ရှားခဲ့တာတွေအတွေ့အထိတွေရောရှိသေးလား ရှိတော့ပါဗျာ အာယုံ၅ပါးကာမဂုဏ်တရားတွေကိုဓဝရ၅ပါးကလှည့်ပတ်ပြီးတော့ခံစားပေါင်းသိတာကိုကျင့်နိုင်နေခဲ့ပြီးတော့အဲ့ဒီခန္ဓာ၅ပါးဒုက္ခကြီးရဲ့និရောဓသစ္စာကိုတဏှာဒိဋ္ဌိဒေါသကိုမတတ်ဖဲနဲ့အချောင်နေတဲ့ပုဂ္ဂိုလ်သေကံဤကြတော့ဘာဖြစ်မလဲကြက်ပါလိမ့်မယ်ဟုတ်ပြီလား မှန်ပါဗျာ အဲ့ဒါကြောင့်မို့လို့ပြစ္ဆုတ်ကံလဲချောင်အောင်အနာကလည်းချောင်အောင်သေတော်လဲချောင်အောင်တရားလဲကျင့်ရမယ်တဲ့ဒါနသီလမပြုရင်နောင်ဘဝချောင်မမလား မချောင်းပါဗျာ သီလမဆောက်တင်ရောအပေပေးလွတ်ပါမလား မလွတ်ပါဗျာ အေးဘာဝနာမကျင့်ရောတန်ត្រာလွတ်ပါမလား မလွတ်ပါဗျာ အဲ့ဒါတွေအကုန်လုံးလောက်တာအမွေယူတာတွေပါပဲဘုရုအတွက်ယူတာလဲကိုယ့်အတွက်ကိုယူတာဟုတ်ပြီနော်အဲ့တော့အလူရှင်မိသားစုအပေါင်းကြွရောက်ကြတဲ့တရားနာကြတဲ့အပရိသတ်ပေါင်းသူတော်ကောင်းတို့သည်ယတနာ၃ပါးဆိုတဲ့မြတ်လာတဲ့ယတနာအမွေကြီးကိုမမေ့သောတတိတရားဖြင့်ယူကြပါသီလကို၅ပါးသီလကိုအသက်နဲ့လဲပြီးဆောင်သိကြပါဘာဝနာတရားကိုအသက်နဲ့လဲပြီးကျင့်ကြံနိုင်ကြပြီးလျှင်အာသင်္ကရတ္တနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မြတ်မောပြုလွယ်နိုင်ကြပါစေကုန်သတည်း